RS တက်တန်တစ်ခုကတဲ့အချိန်ဘယ်လောက်ဆိုလို့ရှိရင်လက်ထပ်ဖို့လုံလောက်ပြီလို့ထင်လဲခင်ဗျာအမကဒါကလေပြောရမှာအရန်တော့အနေရှိတယ်ဒါပေမဲ့အမဗီဒီယိုကြည့်နေတဲ့သူတွေတိလားဗီဒီယိုကြည့်နေတဲ့သူတွေကခလေးတွေများတယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းလေးကလည်းတော်တော်များများလည်းသိကျင်ကြတယ်မေးလဲမေးကြတယ်ဆိုတော့အမဖြေပေးပါမယ်အမှန်တမ်းပြောရလို့ရှိရင်တော့တကယ်တော့ RS တက်တန်အနည်းဆုံးတော့2နှစ်အထက်ရှိမှလက်ထပ်ဖို့စဉ်းစားတာကပို့ပြီးတော့တင့်တော်တယ်ဒါပေမဲ့ဒီမှာတော့မှချွန်းချက်ရှိတယ်ဘယ်လိုချွန်းချက်လဲဆိုတော့တချို့တွေက RS တက်တန်9နှစ်10နှစ်ဒါပေမဲ့တွေ့တဲ့အချိန်အရန်နေတယ်တယောက်ကိုတယောက်လေးလာတဲ့အချိန်အရန်နေတယ်တယောက်ကြောင်းတယောက်သိဖို့အရန်နေတယ်ဆိုလို့ရှိရင်လည်းလက်ထပ်ဖို့အချိန်ကမလုံလောက်သေးဘူးလို့ပြောလို့ရတယ်ဆိုတော့ဘယ်လိုအကြောင်းအရာတွေပို့ပြီးတော့သိစေခြင်းလဲဆိုလို့ရှိရင်ဥပမာတချို့ကျတော့လည်းRS တက်တန်ကတစ်နှစ်လောက်ပဲရှိသေးတယ်ဒါပေမဲ့ကောင်းကျင်စိုးခြင်းတွေအကုန်လုံးကိုသိပြီးသွားပြီရင်ဆိုင်ပြီးသွားပြီအဲ့လိုဂဂနနာသိပြီဆိုလို့ရှင်တော့လက်ထပ်ဖို့စဉ်းစားမယ်ဆိုစဉ်းစားလို့ရတယ်ပေါ့နော်လက်ထပ်ဖို့ဆိုတဲ့အကြောင်းအရာကလေအရန်တော့နှက်နေတယ်ပေါ့ဥမာတယောက်နဲ့တယောက်နဲ့ချစ်တယ်တယောက်ကကောင်းတဲ့အချက်တွေပဲတယောက်သိတာတဲ့ဆိုလို့ရှင်တယောက်ကလုံးဝမကောင်းတဲ့အချက်တယောက်ကိုလုံးဝလက်မခံပေးနိုင်တဲ့အချက်ကိုအတွက်ပြန်စဉ်းစားစရာဖြစ်နိုင်လောက်တဲ့အချက်အဲ့လိုအချက်တွေကိုမြင်အောင်အရင်ကြည့်ဖို့လိုတယ်အဲ့ဒီအချက်တွေကိုမြင်ပြီးွားပြီးလက်ခံနိုင်မှလည်းတေချာပြီလားဆိုမှလက်ထပ်ဖို့စဉ်းစားတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်တစ်ခုကျတော့တယောက်နဲ့တယောက်နဲ့လက်ထပ်ဖို့တွေးတော့မဲ့အတွဲတွေဆိုလို့ရှိရင်လည်းအမအနည်းဆုံးအချက်၄ချက်လောက်တော့သိထားစေချင်တယ်ဘလို့အချက်တွေလဲဆိုလို့ရှိရင်ပထမဆုံးတစ်ချက်ကကျတော့စိတ်ဆိုးတဲ့အခါဒေါသထွက်တဲ့အခါသူပြဿနာဖြစ်တဲ့အခါပြဿနာဖြေရှင်းပုံနည်းလမ်းပေါ့သူကစိတ်ဆိုးရင်ဒေါသထွက်ရင်ပြဿနာဖြစ်ရင်ဘယ်လိုဖြေရှင်းလဲအဲ့ဒီနီးလန်းကိုလည်းစောင့်ကြည့်ဖို့လိုတယ်ဒုတိယတစ်ချက်ကကျတော့ပတ်စံအပေါ်မှာထားတဲ့သူ့ရဲ့အမြင်ပေါ့အိမ်အောင်ပြုတ်လိုက်တဲ့အခါမှာအချစ်ဆိုတာ30%လောက်ပဲအကျုံးဝင်တော့တယ်တဲ့ကျန်တာအချစ်မဟုတ်တဲ့ဒီငွေရေးကြေးရေးတွေတခြားသောအရာတွေကပို့ပြီးတော့80%လောက်တက်ရောက်မှုရှိတယ်အဲ့တော့ပတ်စံအပေါ်မှာရော तू ကဘလို့မြင်လဲပေါ့သူ့ပတ်စံလဲ तू သုံးကိုယ့်ပတ်စံလဲ तू သုံးလားအဲ့ဒါမျိုးဆိုရင်ရောရေရှည်အဆင်ပြေတာသိကြပါမလားပြီးတော့ပတ်စံပေါ်ထားတဲ့အမြင်ပတ်စံဘွားကြီးလို့ထင်တဲ့သူလားကိုယ့်ပတ်စံမှာတန်မိုးရှိတယ်လို့ထင်တာလားအဲ့တော့ပတ်စံပေါ်ထားတဲ့ဒီငွေကြေးပေါ်ထားတဲ့သူ့ရဲ့အမြင်ရောဘယ်လိုပုံစံမျိုးလဲအဲ့ဒါကိုလည်းမဖြစ်မနေကြည့်ဖို့လိုတယ်နောက်တစ်ချက်ကကြတော့အနာဂတ်ပေါ်မှာအနာဂတ်ရည်မှန်းချက်ပေါ့နော်အဲ့ဒီအနာဂတ်ရည်မှန်းချက်ကလေရီးစားဘွားမှာလည်းအရင်မသိတာဘူးအိမ်အောင်ရှင်ဘွားမှာလည်းချက်ချင်းမသိတာလေဒါပေမဲ့သားသမီးတွေရလာတဲ့အခါမှာအဲ့ဒီအနာဂတ်ရည်မှန်းချက်တွေမတူရင်အရန်ပြဿနာဖြစ်ကြတာများတယ်သားသမီးကိုဆုံးမတဲ့ပုံမတူလို့အဆင်မပြေကြတော့တဲ့အိမ်အောင်ကြီးတွေအများကြီးပဲအဲ့တော့အနာဂတ်ရည်မှန်းချက်ကဘယ်လိုမျိုးလဲ तू ကဘယ်လိုတွေရည်မှန်းထားတာလဲဘယ်လိုတွေစဉ်းစားထားတာလဲကိုယ့်ရဲ့အနာဂတ်ရည်မှန်းချက်ကဘာလဲအဲ့ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်ပေါ့နော်နောက်ဆုံးအချက်ကကြတော့အစိုးဆုံးတွေကိုဖြတ်တန်းလာတဲ့ပုံစံမျိုးပေါ့နော်ဥပမာသူနဲ့ကိုနဲ့နှစ်ယောက်အတူတူသမီးစားဘွားမှာဖြစ်ဖြစ်ဒါမှမဟုတ်နှစ်ယောက်အတူတူရှိတဲ့အခါမှာဖြစ်ဖြစ်အစိုးဆုံးတွေကိုရင်ဆိုင်လာရတဲ့အခါမှာသူကဘယ်လိုဖြေရှင်းလဲသူကိုထားခဲ့တာလားထွက်သွားတာလားရှောင်ထွက်တာလားအတူတူရင်ဆိုင်တာလားမသိကြအောင်ဆောင်နေရလားဘယ်လိုပုံစံမျိုးအစိုးဆုံးအခြေအနေတွေကိုဖြေရှင်းလို့ရှိလဲပေါ့အဲ့တော့အဲ့ဒီအချက်၄ချက်ကိုစဉ်းစားပြီးတော့မှလက်ထပ်ဖို့တွေးတာကပို့ပြီးတော့တင့်တော်တယ်ဒီအချိန်ကာလတို့တက်တန်းကြလို့ယူလိုက်ရမှာတို့ဒါတွေထက်စားလို့ရှင်ခုနအမပြောတဲ့အချက်၄ချက်ကပို့ပြီးတော့အရေးကြီးတယ်လို့အမတော့ယုံကြည်ပါတယ်ကဲအဆင်ပြေကြပါစေ